Recording in progress. အားလုံးပဲမင်္ဂလာပါကျွန်မဟီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဝါရှင်ဒီမန်သက်ခိုင်ချီလာရှဆိုတော့အရှိက lesson 1 2ကိုကလေးတို့လေ့လာရတာအဆင်ပြေလားအဆင်ပြေ lesson 3ကိုဆက်ပြီးတော့သွားကြမယ်ဒီစမ်းခတ်သင်ခန်းစာ3ရဲ့ခေါင်းစဉ်လေးကတော့你叫什么名字你叫什么名字ဒါဒီလို့ဆိုနေ့စဉ်ဘဝမှာပြောနေကြစကားလေးတစ်ခုပဲဖြစ်တယ်နင်းနာမည်ဘယ်လိုခေါ်လဲမင်းနာမည်ဘယ်လိုခေါ်လဲလို့လည်းဆိုလို့တယ်ဆိုတော့ဖတ်စာလေးကိုမသွားခင်မှာလည်းဆိုတော့ပြီးခဲ့တဲ့သင်ခန်းစာနှစ်မှာပြောခဲ့တဲ့ပို့ဆိုတဲ့စကားလုံးလေးရဲ့ပြန်调အတန်တုံးပြောင်းလဲပုံလေးကိုကြည့်ကြရအောင်ပို့ဆိုတဲ့စကားလုံးကလေလို့ဆို第一第二第三လို့ခေါ်တဲ့အတန်တုံး first တုံး second တုံး third တုံးနေနဲ့ပေါင်းတဲ့အခါမှာသူ့ဒီအတန်ပြောင်းလဲမှုမရှိပါဘူးဒါကြောင့်မလို့吃一ဆိုတဲ့အတန်เนาะ吃ဆိုတဲ့ first တုံးနဲ့ပေါင်းတဲ့အခါ不吃不ဆိုတဲ့အတန်နဲ့ပဲသွားမယ်西英星行第二声နဲ့ပေါင်းတဲ့အခါကျတော့不行第二声နဲ့ပေါင်းတဲ့အခါကျတော့သူ့ရဲ့အတန်ဒီမပြောင်းဘူး不行ဒီလိုပဲသုံးမယ်和အောင်ဟောင်းဒီ三声နဲ့သွားမယ်好အတန်တုံးပြောင်းမလားမပြောင်းဘူးเนาะ不好လို့ပဲလို့ဆိုတော့သုံးရမယ်喝不နဲ့တွဲသုံးမယ်不喝မတောက်ဘူးလို့သုံးမယ်能不能လို့လည်းဆိုပြောကြမယ်行想不想ဆိုပြီးတော့ပို့ရဲ့အတန်ဒီပြောင်းလဲမှုမရှိဘူးဒါပေမဲ့第二声ဘယ်အခါမှာပြောင်းလဲဆိုလို့ရှိရင်第四声လို့ခေါ်တဲ့အတန်တုံး four တုံးနဲ့ပြောင်းလဲတဲ့တွဲတုံးတဲ့အခါမှာသူ့ရဲ့အတန်ဒီ second တုံးဖြစ်ကိုပြောင်းလဲသွားတယ်ဥပမာဟဝေခွေ第四声တင်မယ်会လို့ခေါ်တဲ့စကားလုံးနဲ့တွဲသုံးမယ်不会不会不ဆိုတဲ့အတန်ဖြစ်သွားမယ်试一试第四声နဲ့ပေါင်းမယ်不是不是ဒီတန်နဲ့သွားမယ်看ပေါင်းတဲ့အခါကျတော့不看ဆိုတော့ပူဆိုတဲ့အတန်လေးဒီဘက်ခါမှာပြောင်းလဲအတန်တုံး four တုံးနဲ့ပေါင်းတဲ့အခါမှာသူ့ရဲ့အတန်ဒီ second တုံးအဖြစ်ကိုပြောင်းသွားတယ်ဘူးလို့ဖတ်ပေးရမယ်ဆိုတာသတိပြုပါနော်ဟာဒါဆိုရင်သင်ခန်းစာ3ရဲ့ဖတ်စာလေးတွေကိုကြည့်လိုက်ရအောင်သင်ခန်းစာ3ရဲ့ဖတ်စာ1လေးက在学校ဘယ်မှာပြောမလဲဆိုရင်ကျောင်းမှာပြောကြမယ်စကားပြောလေးလားဆိုတော့ပထမဆုံးစကားလုံးလေးကိုဖတ်ကြည့်ကြပါအောင်鸡一凹对的鸡一凹第四声တင်လိုက်မယ်鸡要叫လို့ဆိုကသုံးလိုက်ပြီဆိုလို့ရှိရင်သူ့ဒီလေးဘေးဘက်မှာဘာလေးပါနေလဲဆို4000တုံးလေးပါနေတယ်ဒီလို4000တုံးလေးပါနေဟဲ့လားဆိုတော့အဲ့ဒီလို4000တုံးလေးပါလာပြီဆိုလို့ဆိုကဘယ်လိုဖတ်မလဲဆိုရင်ခအိုခိုခိုဇီဇဖောအန်ဖာခိုဇဖန်လို့ခေါ်မယ်ခိုဇဖန်လေးပါပြီဆိုလို့ရှိရင်သူဒီများသောဖြင့်ပါဇက်စကားပြောတာတွေဟောဒီပါဇက်ရဲ့ပြုမှုလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပတ်သက်မှုရှိတယ်။စားတယ်ဆိုတဲ့စကားလုံးမှာလည်းဟာဒီခိုဇဖန်4000တုံးလေးပါမယ်။တောက်တယ်ဆိုတဲ့စကားလုံးမှာလည်းခိုဇဖန်4000တုံးလေးပါတယ်။အခုအော်ဒီခေါ်ဒီဆိုတဲ့စကားလုံးမှာလည်း4000တုံးလေးပါတယ်။ကြောက်ဆိုတာဒီခေါ်ဒီလို့ပြောလို့ရတယ်။အော်ဒီလို့လည်းခေါ်လို့ရ။မေမေနင့်ကိုခေါ်နေတယ်။ဆီယမနင့်ကိုခေါ်နေတယ်။ဒါမျိုးပြောတဲ့အခါမျိုးမှာသုံးလို့ရတယ်လို့နာမည်ဘယ်လိုခေါ်လဲဒီစကားလုံးမှာလည်းကြောက်ကိုသုံးမယ်နော်။ Okay ဒါဆိုရင်ဒုတိယစကားလုံးလေးကိုဆက်ပြီးတော့ကြည့်အောင်။ရှ恩第二声တင်လိုက်မယ်။什么泡ပြီးတော့ဖတ်မယ်မအဲ့တန်းနဲ့သွားမယ်什么မဟုတ်သလို什么လည်းမဟုတ်ဘူးเนาะသူဒီ什么အဲ့လောက်လေးပဲသွားမယ်လားဆိုတော့什么ဆိုတာဒီဘာလဲလို့မေးတယ်ဆိုတော့ဒါဘာလဲဟိုဟာဘာလဲသူကဘလို့လူလဲသူကဘာလုပ်တဲ့လူလဲဒီလိုမျိုးစကားလုံးတွေမှာလို့ဆိုတော့ဒီ什么ကိုပြောလို့ရတယ်လို့နင်ဘာပြောတာလဲအဲ့လိုမျိုးလဲလို့ဆိုတော့သုံးလို့ရတယ်တရားကကိုတခုခုလာပြောတယ်ကိုတေချာမကြားလိုက်ဘူးဒါဆို什么ဘာလဲဒီလိုမျိုးပုံစံမျိုးနဲ့လေနောက်ဆိုသုံးလေးရှိတယ်什么ဆိုတာဒီဘာလဲလို့ပြောတယ်အဲ့什么ဆိုတဲ့စကားလုံးလေးရဲ့နောက်ထဲမှာဘာတွေထည့်လို့ရမလဲဆိုရင်နောင်နေထည့်လို့ရတယ်ဒါမှမဟုတ်တခြားဘာမှမထည့်နဲ့ဟဲ့လားဆိုတော့ရှမရဲ့နောက်ထဲမှာနောင်ထည့်လိုက်ပြီဆိုရင်တော့ဘာစာအုပ်လဲဘာရေဘူးလဲဘာဖုန်းလဲစသဖြင့်ရှမ plus noun လို့ဆိုသုံးတယ်လို့မှတ်ထားလိုက်တယ်နော် noun ဆိုတာဒီကလေးတို့သိအောင်လို့ပြန်ပြီးတော့ပြောရမယ်ဆိုရင်တရှိတမဲ dressy drummer တို့အမည်ဟူသမျှကို noun ဟုခေါ်သည်ဒါဆိုတော့ပတ်ဝန်းကျင်မှာရှိတဲ့နာမည်တက်လို့ရတဲ့အရာတွေအကုန်လုံးဒါတွေကိုလို့ဆိုက noun လို့ပြောလို့ရတယ်ဒါဆိုသပင်းနာမည်တက်လို့ရတယ်မျက်မှန်နာမည်တက်လို့ရတယ်ရေဘူးနာမည်တက်လို့ရတယ်ရှူဈေးနာမည်တက်လို့ရတယ်အဲ့လိုနာမည်တက်လို့ရတဲ့ပစ္စည်းတွေအကုန်လုံးသိနောင်လို့ခေါ်တယ်နောက်တစ်ခုလက်ရှိတို့က dressy drummer ဆိုတဲ့အတိုင်းပဲကင်လို့ရတဲ့ပစ္စည်းတွေရောကင်လို့မရဘဲနဲ့
ခံစားရတဲ့အတွေးတို့အချစ်တို့အလွမ်းတို့ခံစားမှုတို့ဒီစကားလုံးတွေကိုလည်းလရှိုးကနောင်လို့ပဲခေါ်တယ်အဓိကတော့နာမည်တက်လို့ရပြီဆိုရင်နောင်လို့ခေါ်မယ်လားဆိုတော့ရှမရဲ့နောက်မှာတစ်ခုခုထည့်မယ်ဆိုရင်နောင်ထည့်မယ်ဒါမှမဟုတ်ဘာမှမထည့်ဘဲနဲ့သုံးမယ်ရှမဒီပါလဲလို့ပြောတယ်နော်好那我们再看看下面是模音第二声点名字一破盘没字爱老白多没名字名字လို့လရှိုးကပြောလိုက်ပြီဆိုလို့ရှိရင်သူဒီနာမည်ဆိုတဲ့အဓိပ္ပာယ်ရတယ်名ဆိုတဲ့စကားလုံးကနာမည်ဆိုတဲ့အဓိပ္ပာယ်ပါပဲ字ကကြတော့စလုံးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးမယ်လား名字စလုံးလုံးမှတ်ထားနိုင်တယ်နော်好那我们再看看下面是我第三声点没我对的我ဆိုတဲ့စကားလုံးလေးလား我ဆိုတာဒီကျွန်တော်ကျမကျွန်ုပ်ငါကျုပ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးတယ်ကိုရည်ညွှန်းပြီးပြောဆိုတဲ့အခါမှာလည်းဆိုတော့သုံးတယ်နောက်တစ်ခုကကြတော့ဒီအသက်ကြီးတဲ့သူနဲ့ပဲဖြစ်စေအသက်ငယ်တဲ့သူနဲ့ပဲဖြစ်စေရွယ်သူနဲ့ပဲဖြစ်စေဝေါ်ဆိုတဲ့အတန်ကိုလည်းဆိုတော့သုံးလေးရှိကိုရည်ညွှန်းပြောဆိုတာဒါကြောင့်မို့တရုပ်စာတင်ပြီးတော့တချို့ကလေဘယ်လိုပဲပြောလဲဝေါ်တို့ကလေဒီလိုမျိုးဝေါ်ဆိုတဲ့စကားလုံးသုံးလေးရှိကိုရည်ညွှန်းတယ်ဆိုတော့ရှေ့က lesson 1မှာပါခဲ့တဲ့ hori character လေးနဲ့တွဲလိုက်ရင်ဘယ်လိုဖြစ်သွားမလဲကလေးတို့我们ကျွန်တော်ကျမတို့ကျွန်ုပ်တို့ငါတို့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အများကိန်းအနေနဲ့သုံးမယ်ဆိုရင်我们လို့သုံးလို့ရတယ်เนาะဟာဒါဆိုလို့ရှိရင်အောက်ဖက်ထဲကတီးတန့်ခွဲပေးထားတာလေးကို proper noun လို့ခေါ်တယ်ဒါလေးကကြာလူနာမည်တွေလမ်းနာမည်တွေကိုဆိုလိုတာဒါမှမဟုတ်လို့ရှိရင်နေရာတွေရဲ့နာမည်တွေကိုပြောတာဟလားဆိုတော့ hori proper noun လေးကိုတော့ဘယ်လိုဖတ်မလဲဆိုရင်le yi ဒီ sentence တင်မယ်လီရွေရွဲဒီ sentence တင်မယ်ရွဲလီရွဲ hori ဖီးရင်တွေကိုကြာအသေးနဲ့ရေးထားပြီး hori ဖီးရင်ကြာဘာလို့အကြီးနဲ့ရေးထားရလဲနာမည်တွေကိုပြောတဲ့အခါမှာလည်းဆိုကဖီးရင်အကြီးနဲ့ရေးလေးရှိတယ်ဟလားဆိုတော့လီရွက်ဒီသူ့ရဲ့နာမည်ဆိုတော့တရုတ်နာမည်အများစုဒီနှလုံးတောင်မှမဟုတ်သုံးလုံးရှိတယ်နှလုံးနဲ့ဖွဲ့စည်းထားတယ်ဆိုဒီရှေ့ကနာမည်ဒီသူ့ရဲ့မျိုးရိုးနာမည်ဒီနောက်ကနာမည်ကမှသူ့ရဲ့ကိုယ်ပိုင်နာမည်မျိုးရိုးစလုံးသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့တရုတ်နာမည်ဆိုရှေ့ကနာမည်ဒီများတော့ပဲရှေ့ကနာမည်တစ်လုံးဒီမျိုးရိုးနာမည်ဖြစ်တတ်တယ်နောက်ကနာမည်နှလုံးကမှသူ့ရဲ့ကိုယ်ပိုင်နာမည်လို့မှတ်ထားနိုင်တယ်နော်ဒါဆိုရင်ဒါလေးကိုလည်းဆိုတော့အတူတူဖတ်ကြည့်အောင်跟老师读老师နောက်ကဖတ်ပါအောင်叫什么名字我李月OK ဒါဆိုလို့ရှိရင်တော့ဖတ်စာလေးကိုကြည့်ကြည့်啊你叫什么名字我叫李月你叫什么名字？我叫李月。OK，你叫နင့်ကိုခေါ်တယ်什么名字ဘလို့နာမည်လားဆိုတော့နာမည်ဘလို့ခေါ်လဲစာကြောင်းတိဆောက်ပုံဒီကလေးတို့အကြမ်းမြင့်မှတ်ပါတရုတ်စာကြောင်းတိဆောက်ပုံဒီ subject verb object နဲ့သွားတယ်လို့အသေးစိတ်အကြမ်းမြင့်မှတ်ပေါ့နော်ဆိုတော့ subject verb object နဲ့သွားတဲ့နေရာမှာ hori နီဒီ subject ပြုလုပ်သူလို့ဆိုလိုတယ်ကြောက်ဆိုတာလေးဒီ verb လို့ပြောတယ် hori 什么名字ဒီ object ကိုဆိုလိုတယ်ဆိုတော့ subject verb object ဒီဘာပါလဲအဲ့ဆိုအကြမ်းမြင့်လေးပြောကြည့်အောင် subject ဆိုတာဒီပြုလုပ်လိုက်တဲ့သူကိုပြောတာ verb ဆိုတာဒီပြုလုပ်လိုက်တဲ့အကြောင်းအရာဆိုတော့ဘယ်သူကပြုလုပ်တာလဲ老师ကပြုလုပ်တယ်老师ကပြောတယ်老师ကအိတ်တယ်老师ကစတင်တယ်老师ကကြည်နေတယ်စသဖြင့်ဘယ်သူကပြုလုပ်လဲ老师ကပြုလုပ်တယ်ဘာကိုပြုလုပ်လဲစားတယ်တောက်တယ်အိတ်တယ်ကြည်တယ်ဆိုတဲ့အခြေအနေအပြုမှုတွေကိုပြုလုပ်တယ်ဟဲ့လားဆိုတော့အဲ့လိုမျိုးပြုမှုလိုက်တဲ့အခါမှာဘယ်သူရှိမှတက်ရောက်မှုဖြစ်သွားလဲအဲ့ဒါကိုတော့老师တို့က object လို့ခေါ်တယ်တချို့သောစကားလုံးတွေကျတော့ object ခံရသူအနေနဲ့သုံးတယ်တခါတလေကြပြန်တော့သူဒီအဖြစ်ပုံအနေနဲ့သုံးပြန်တယ်တခါလေကြပြန်တော့ object မလိုဘူးဆိုတာအရှိပြန်တယ်နော်ဆိုတော့ဒီစာကြောင်းလေးမှာတော့ subject ဒီနီးမင်းရဲ့ကြောက်ခေါ်တာက什么名字နာမည်ဘယ်လိုခေါ်လဲဆိုပြီးတော့ပြောတဲ့အခါမှာကိုယ့်ရဲ့နာမည်ကိုပြန်ဖြစ်ရင်我叫李月李月လို့ခေါ်ပါတယ်ကြောက်ဆိုတဲ့စကားလုံးလေးရဲ့နောက်ထဲမှာကိုယ့်ရဲ့နာမည်ထည့်လို့ရတရုတ်နာမည်ရှိရင်တရုတ်နာမည်ထည့်မယ်တရုတ်နာမည်မရှိရင်是မြန်မာနာမည်ပဲပြောပေါ့我叫凯琪老师我叫凯琪我叫凯စာချီစသဖြင့်老师တို့ကိုယ့်ရဲ့နာမည်လေးထည့်ပြီးပြောလို့ရတယ်เนาะဒါဆိုရင်老师ပြန်ပြီးတော့ဖတ်ကြည့်အောင်跟老师读你叫什么名字我叫李月好可以เนาะရမယ်เนาะဆိုတော့老师က A ကိုဖတ်မယ်ကလေးတို့က B ကိုဖတ်ပါ你叫什么名字OK ကလေးတို့က A ကိုဖတ်ပါ老师က B ကိုဖတ်မယ်我叫李月可以เนาะဒါဆိုရင်我们再看看第二篇课文ภาษาနှစ်လေးကိုကြည့်အောင်ภาษาနှစ်လေးကဘယ်မှာပြောမှာလဲဆိုရင်教室လို့ခေါ်တယ်စာသင်ခန်းထဲမှာပြောကြမယ်စကားပြောလေးเนาะ教室ጂ一အောက်လို့အတန်ထွက်မယ်十一လို့အတန်ထွက်မယ်လား教室ဆိုတာဒီစာသင်ခန်းကိုဆိုလိုတယ်เนาะ Okay ဒါဆိုလို့ရှိရင်တော့ဟောဒီစကားလုံးလေးတွေအရင်ကြည့်ရအောင်ပထမဆုံးစကားလုံးလေးဘယ်လိုဖတ်ကြမလဲ十一ဆိုတဲ့အတန်လေးလား十第四声တင်လိုက်ရအောင်十
是了说个表比说好得了表啦，ဖြစ်ကြောင်းကိုဖော်ပြတဲ့အခါမှာပြောတယ်ဘာကဘာဖြစ်တာလဲကျမကဆရာမဖြစ်တယ်သူကကျောင်းသားဖြစ်တယ်မေမေကအင်ရှင်မဖြစ်တယ်ဖေဖေကအင်ဂျင်နီယာဖြစ်တယ်စသဖြင့်ဖြစ်ကြောင်းကိုပြောတဲ့အခါမှာအရှိမဘသူကလဲပြီးရင်ရှစ်ဆိုတဲ့စကားလုံးလေးသုံးမယ်ပြီးရင်ဘာဖြစ်တာလဲလို့ဆိုတော့ဖြစ်ကြောင်းစကားလုံးတစ်ခုကိုထည့်မယ်လားဆိုတော့我ကျမက是ဖြစ်ပါတယ်ဘာလဲလဲကျမက老师ဆရာမဖြစ်ပါတယ်我是老师သုံးလို့ရတယ်သူကလေ是学生ကျောင်းသားဖြစ်ပါတယ်ဒီလိုမျိုးပြောလို့ရတယ်这是ဒါလေးကတော့ဖြင့်မောင်ကြောင်ကလေးဖြစ်ပါတယ်စသဖြင့်老师သုံးလေးရှိကြတယ်ဖြစ်ကြောင်းကိုဖော်ပြတဲ့နေရာမှာသုံးတာအကယ်၍မဖြစ်ဘူးဆိုရင်老师ကဘယ်လိုပြောကြမလဲ不ဆိုတဲ့စကားလုံးလေးနဲ့老师တွဲသုံးမယ်ဒါပေမဲ့是က decision ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုဖြစ်သွားလဲဆိုတော့我不是ဒီလိုဖြစ်သွားမယ်我不是ဘာမဖြစ်ဘူးလေနောက်ထဲမှာ object ထဲသုံးမယ်လား subject 不是ပြီးတော့ object ဆိုတဲ့ပတန်လေးနဲ့သွားမယ်ဒါဆိုရင်我是老师ကျမကဆရာမဖြစ်ပါတယ်လို့ပြောရင်ကျမကဆရာမမဟုတ်ပါဘူးဘယ်လိုပြောမလဲ我不是老师我不是老师他是学生သူကကျောင်းသားဖြစ်ပါတယ်လို့ပြောရင်ကျောင်းသားမဟုတ်ပါဘူးဆိုရင်他不是学生သူကကျောင်းသားမဟုတ်ပါဘူးဒီလိုသုံးမယ်这是猫ဒီဟာလေးကကြောင်ဖြစ်ပါတယ်လို့ပြောတယ်ဒါကိုမဟုတ်ပါဘူးလို့ပြန်ညင်းမယ်这不是猫这不是猫ဒီလိုမျိုးလို့ဆိုသုံးလို့ရမယ်လားဆိုတော့ဟောရီ是不是ဆိုတဲ့စကားလုံးလေးဒီဖြစ်ကြောင်းကိုဖော်ပြရတယ်လို့သိနိုင်တယ်那我们再看看下面是了凹第三声对没老师医师那个帮来的老师老师ဘာလဲလဲဆရာမလို့ဆိုလိုတာเนาะဆိုတော့老师ယောက်ျားလေးဆရာကိုပဲဖြစ်စေမိန်းကလေးဆရာမကိုပဲဖြစ်စေ老师လို့ခေါ်လို့ရပါတယ်老师ဆရာမโอเคနောက်ထပ်စကားလုံးလေးကမောအားမာလို့လို့ဆိုကပြောလိုက်ပြီဆိုလို့ရှိရင်သူဒီမြန်မာစကားလုံးလာနဲ့တူတူပဲစာကြောင်းရဲ့နောက်ဆုံးမှာသွားထည့်ပြီးတော့မေးခွန်းမေးလေးရှိတယ်ထမင်းစားပြီးပြီလားဘယ်လိုပြန်ပြီလဲထမင်းစားပြီးပြီရေချိုးပြီးပြီလားရေချိုးပြီးပြီကြည့်ပြီးပြီလားကြည့်ပြီးပြီသွားပြီးပြီလားသွားပြီးပြီဟာရီလာကိုဖြုတ်ပြီးဖြေတယ်လို့တရုတ်စာမှာလည်းပဲအဲ့လိုပါပဲဟုတ်တယ်မှန်တယ်ဆိုတော့မာဆိုတဲ့စကားလုံးလေးကိုဖြုတ်ပြီးတော့ဖြေလို့ရတယ်เนาะ好那所以我们再看看下面是西语学第二声里面学是生那ခုပေါင်းလိုက်တော့学生အရှိကတန်西ဒီတန်နဲ့တော့မှာ西语学第二声里面学是生အဲ့ဒီတန်နဲ့တော့မှာဟာ学生လို့老师ကပြောလိုက်ပြီဆိုလို့ရှိရင်သူဒီကျောင်းသားဆိုတဲ့အဓိပ္ပာယ်ရတယ်ကျောင်းသားကျောင်းသူအကုန်လုံးကို老师学生လို့သုံးတယ်ဒါဆိုရင်အရှိမပြောခဲ့ဘူးတဲ့好ကောင်းတော့နဲ့တွဲကြည့်ရအောင်ဘာဖြစ်တော့လဲ好学生ကျောင်းသားကောင်းမယ်ကလေးတို့ကစာရီကိုသင်ချလိုက်လို့တဲ့ substudy သင်ချမှန်တယ်哦好学生ဒီလိုမျိုးလို့ဆိုပြောလို့ရတယ်လား好学生ကျောင်းသားကောင်းလို့သုံးတယ်学生ကျောင်းသားလို့ပြောနိုင်တယ်เนาะဒါဆိုရင်ဒါလေးကို老师နဲ့တူတူဖတ်ကြည့်အောင်跟老师读是老师老师妈学生OK 可以呢所以拍下来个就讲你是老师吗我不是老师我是学生 OK 你是老师吗我不是老师我是學生你明噶是老師 subject for object ဆိုတဲ့ပုံစံနဲ့တောင်းတယ်အဲ့လားဆို你是老師嗎မင်းကဆရာမလား我不是老師不是မဟုတ်ပါဘူးလို့ပြောတာနော် subject 不是 object နော်我不是老師ကျမဆရာမမဟုတ်ဘူး我是學生ကျမကတော့ဘာလဲကျောင်းသားပါဒီလိုမျိုးတောင်းတာနော်ကျမဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်တောင်းလို့ရပါတယ်အဆင်ပြေတယ်လို့ပါတာပြန်နော်ဟာဒါဆိုလို့ရှိရင်လို့ဆိုတော့အတူတူထပ်ပြီးတော့ဖတ်ကြည့်အောင်က老师读你是老师吗我不是老师我是学生好可以呢ဒါဆိုရင်ကလေးတို့က B ကိုဖတ်ပါ老师က A ကိုဖတ်မယ်စလိုက်ရအောင်你是老师吗好ဒီတစ်ခါ老师က B ကိုဖတ်မယ်ကလေးတွေက A ကိုဖတ်ပါ我不是老师我是学生
可以呢。好，那我们再看看第3篇课文，ภาษา动物讲，ภาษา动物เป็นมหาเลยဆိုတော့学校လို့ပြောတယ်ကျောင်းမှာပြောမယ်西语鹅学西语奥校学校学校ဆိုတဲ့စကားလုံးမှာပါတယ်ရွှေကိုမြင်ဘူးလားဘယ်မှာမြင်ဘူးလဲ学生ဆိုတဲ့ကျောင်းသားမှာမြင်ဘူးတယ်အဲ့လားဆိုတော့ဟောဒီရွှေဒီသင်ကြားတာတင်ယူတာနဲ့ပတ်သက်တယ်လို့ကလေးတို့မှတ်ထားနိုင်တယ်နော်ရွှေလျှောက်ကကျောင်းကိုဆိုလို့ရတယ်โอเคကျောင်းမှာဘာပြောကြမလဲပထမဆုံးစကားလုံးလေးဒီ日恩调删တယ်မယ်人人လို့ပြောလိုက်လို့ရှိရင်လူကိုဆိုလိုတာလားဆိုတော့人ဆိုတဲ့လူရဲ့နောက်ထဲမှာ门ဆိုတဲ့စကားလုံးသွားထည့်ကြည့်အောင်ဘာဖြစ်သွားမလဲ人们လူအများဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးမယ်ဟဲ့လားဆိုတော့အဲ့ဒီ人ဆိုတဲ့လူကိုလို့ဆိုတော့ဘာတွေနဲ့တွဲသုံးလို့ရလဲဆိုနေရာတွေနဲ့တွဲသုံးလို့ရတယ်အဲ့ဒီနေရာကလူအဲ့ဒီဒေသခံအဲ့ဒီနိုင်ငံသားဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်အဲ့ဒီတော့အောက်မှာပေးထားတဲ့နိုင်ငံလေးတွေကိုကြည့်ရအောင်ပထမဆုံးစကားလုံးလေးဒီဇအုံ中各倭国国中国中国ဆိုတာလေဒီတရုတ်နိုင်ငံကိုဆိုလိုတယ်အဲ့တော့人လေးသွားထည့်လိုက်ရင်ဘာဖြစ်သွားမလဲ中国人တရုတ်နိုင်ငံသား中国人လို့ပြောလို့ရတယ်နောက်ထပ်နိုင်ငံလေးကပါလေးလဲဆိုတော့မောအေဒီဆန်ရှင်းတင်လိုက်မယ်美各倭国第二声တင်မယ်国နှစ်ခုပေါင်းလိုက်ရင်美国ဆိုတာလေးကကြတော့American နိုင်ငံကိုဆိုလိုတယ်ကိုတလုံးနဲ့ဒီ老师တို့ကနိုင်ငံလို့ပြောတာ美国人လို့ပြောလိုက်လို့ရှင်ဘာဖြစ်သွားမလဲ American နိုင်ငံသားဒါဆိုရင်老师တို့ကမြန်မာနိုင်ငံသားတွေဘယ်လိုပြောကြမလဲ缅甸人对的缅甸人缅莫伊安缅的缅甸ဆိုတာလေဒီမြန်မာနိုင်ငံလို့ဆိုလိုတာအဲ့တော့缅甸人မြန်မာနိုင်ငံသား缅甸人လို့မှတ်ထားနိုင်တယ်နော်ဟာဒါဆိုလို့ရှိရင်老师တို့ကအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကထိုင်းနိုင်ငံသားတွေဆိုဘယ်လိုပြောမလဲ泰国人လို့သုံးမယ်泰国ဆိုတာလေဒီထိုင်းကိုဆိုလိုတယ်泰国人ထိုင်းနိုင်ငံသားလို့မှတ်ထားနိုင်တယ်ဒါဆိုရင်ဖတ်ကြည့်ရအောင်နော်中国人美国人缅甸人泰国人စသဖြင့်လို့ဆိုသုံးလေးရှိရနော်ဟာဒါဆိုလို့ရှိရင်ဟောဒီစကားလုံးလေးတွေပြန်ဖတ်ကြည့်ရအောင်人中国美国好ဒါဆိုလို့ရှိရင်老师တို့ဖတ်စာလေးသွားကြည့်မယ်你是中国人吗我不是中国人我是美国人哈ဆိုတော့နောက်တစ်ခါပြန်နှာထောင်ကြည့်အောင်你是中国人吗我不是中国人我是美国人好你是မင်းကဖြစ်ပါသလား中国人တရုတ်လူမျိုးလား你ဆိုတဲ့ subject 是ဆိုတဲ့ verb 中国人ဆိုတဲ့ object လား你是中国人吗တရုတ်လူမျိုးလား我不是中国人ငါကတရုတ်လူမျိုးမဟုတ်ဘူး我是美国人ဘယ်နိုင်ငံသားလဲ American နိုင်ငံသားဒါဆိုရင်老师ကအစားထိုးပြီးပြောကြည့်အောင်ငါတရုတ်နိုင်ငံသားမဟုတ်ဘူးငါမြန်မာနိုင်ငံသားဘယ်လိုပြောမလဲ我不是中国人我是缅甸人ဒီလိုသုံးလို့ရတယ်နော်ဟာဒါဆိုရင်老师က A ကိုဖတ်မယ်ကလေးတို့က B ကိုဖတ်ပါ你是中国人吗好ဒါဆိုရင်老师က B ကိုဖတ်မယ်ကလေးတို့က A ကိုဖတ်ပါ我不是中国人我是美国人ဆိုတော့ဒီသင်ခန်းစာ3မှာပါတယ်ဖတ်စာလေးတွေကိုနောက်တစ်ခေါက်ဖတ်ကြည့်ရအောင်老师က A တွေကြီးပဲဖတ်သွားမယ်ကလေးတို့က B တွေကြီးပဲဖတ်ပါ好我们开始你叫什么名字你是老师吗好你是中国人吗好ဒါဆိုရင်ဒီတစ်ခါက老师က B တွေကိုဖတ်မယ်ကလေးတို့က A ကိုဖတ်ပါ我叫李月我不是老师我是学生
我不是中国人，我是美国人。可以နော်ရမယ်နော်ဆိုတော့လာရှနောက်ထပ်သင်ခန်းစာ၄မှာပြန်တွေ့ကြပါမယ် Hori 1 2 3ကိုတစ်ခေါက်စီလေ့ကျင့်ပါလေ့ကျင့်ပြီးသွားလို့ရှိရင်လာရှ1 2 3နောက်တစ်ခါပြန်ပြီး revision လေ့ကျင့်ပါဖြစ်နိုင်ရင်လက်နဲ့လည်းချရေးပါတိုက်ပင်လည်းများများရိုက်ပါစကားလုံးတွေကိုတိတိကျကျrecognize ဖြစ်နိုင်အောင်ပေါ့နော်ဒီဟာကိုမှတ်မိနိုင်အောင်ကလေးတို့ try ကြည့်ပါပြီးသွားတော့မှ lesson 4 5 6ကိုဆက်ပြီးတော့လေ့လာပါဒါဆိုရင်我们下个视频见နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်再见